အားလုံးပဲမင်္ဂလာပါအခု Trisha လေးကနေFarina ကို Farina ပေါက်ပေါ့နော် Farina ပေါက်ဖောက်ပြပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ရှိရတော့မှာပေါ့နော်ရှိရတော့ဝင်ပြနေကျွန်တော်အပေါ်ဆွဲမယ်ဆွဲပြီးအောက်ပြန်ဆွဲမယ်ဆွဲပြီးရင်ကျွန်တော်တို့ကrotate 3ချိန်လှည့်မှာပေါ့နော်အဲကြားနေအတန်းနဲ့မြန်သွားတယ်ပေါ့နော် rotate 3ချိန်လှည့်မယ်ပြီးရင်ကျွန်တော်တို့ပြန်ထွက်မှာပေါ့နော်ပြန်ထွက်ပြန်ဝင်မယ် rotate တစ်ချိန်လှည့်မယ်ပြီးကျွန်တော် button stand ဝင်မှာပေါ့နော်button stand တစ်ချက်ကြည့်မှာပေါ့ချက်စစ်မယ်အရင်တော်တာမဟုတ်ဘူးကျွန်တော်ထွက်တွေပေါက်ဖို့ရပေါ့နော်ဟို Farina နဲ့ကိုလာဝင်မှာပေါ့နော်ကိုလာလည်းကျွန်တော်ချက်စစ်မယ်ဒီတော့ဆွဲပေါက်ဖို့တော့ပေါက်တယ်ခုနကနည်းနည်းခက်လာပေါ့နော် Snyder ဝင်စစ်မယ်Farina ဝင် rotate လဲမှာပေါ့နော် rotate လဲပြီးတာနဲ့ဝင်စစ်မယ်ကျွန်တော်တို့စစ်ပြီးရင်တော့ကျွန်တော်တို့3ချိန်ဟိုထောက်မှာပေါ့နော်3ချိန် click လုပ်မှာပေါ့ rotate လဲတယ်ပူရိုးဝင်တာပေါ့နော်ပူရိုးစစ်မှာပူရိုးထောက်တာပေါ့မားသွားတယ်ပေါ့နော်ကိုထရစ်ပေါ်မားတယ်ကrotate လဲတယ် final ဒီကကြာ rotate လဲမှာပေါ့နော် rotate 3ခါလောက်လှည့်မယ်အဲ့ပြန်စစ်မယ်3ချက်ထောက်မယ်ပြန်ထွက်ရမှာပေါ့နော်ကျွန်တော်ခဏဖိထားမယ်ဖိထားရင်ဒါပေါက်တော့မပေါက်တော့ကန်ပေါ့ဗျာဒါပေမဲ့ပေါက်ဖို့များတယ်ပေါ့နော်ကျွန်တော်အရင်တော့ဒီ trick တွေနဲ့ပေါ့နော်ပေါက်မှုလဲဆိုတော့ဗီဒီယိုလေးကိုသဘောကျရင် subscribe လုပ်ခဲ့လို့ရပါတယ်ကျေးဇူးပါ